ဒီတခါတော့အရန်ရှားပြီးရှာရခတ်တဲ့ရှစ်လက်မဆိုင်စုံအုပ်လေးမြစီမှာပြန်ရောက်ထားပါတယ်နော်ရှစ်လက်မဆိုင်ဆိုတာကလေဒီစုံအုပ်လေးရဲ့အချင်းကိုတိုင်းတာပါနော်သူ့ရဲ့အမြင်ကတော့တပေကျော်ရှိပါတယ်ရှင်လက်ရကိုတော့မင်းတို့ကအရန်ကိုအနုစိတ်လုပ်ပြီးထားပါတယ်နော်ဒါမျိုးပစ္စည်းအကြီးကြီးဆိုတာကလေနှစ်ကာလပေါင်းများစွာပေါ့နော်ဒီပပုပညာကိုထိုးလာတဲ့ပညာရှင်တွေမှပဲဒါမျိုးစိုက်ကြီးတွေကိုထိုးနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစုံအုပ်လေးရဲ့လက်ရကိုမင်းက100ရာခိုင်နှုန်း recommend ပေးပါတယ်ရှင်လက်ရကလေအရန်ကိုတည်တက်ပြီးတော့တကယ်ပညာရှင်ကြီးတွေထိုးထားတဲ့လက်ရမျိုးပါနော်သူ့ကိုတော့မင်းတို့ကအရှင်လေးလုပ်ပေးထားတာပါဒါမျိုးနှစ်ပိုင်းပါမယ်ပေါ့နော်အသားကတော့ကိုကိုပင်စီကိုမှမင်းတို့နှစ်ကြည်သားကိုပြုလုပ်ပေးထားတာအသားကမှာပြီးတော့တစ်ကြောတွေလည်းအများကြီးပါမယ်ပေါ့နော်စေးသားကိုလည်း quality အကောင်းဆုံးဖြစ်အောင်ပြီးရင်ထူးထူးအီးတောင်ပြောင်လေးဖြစ်အောင်လို့မင်းတို့တုံးထက်ပြုလုပ်ပေးထားပါတယ်ဒါမျိုး site ကြီးတွေဖြစ်လာဖို့ကလေအရန်ကိုမှရှားသွားပြီပေါ့နော်ဘာလို့ဆိုရင်ဒီရှစ်လက်မ site စုံဟုတ်ထိုးဖို့130ခုရှိရဲဆိုရင်10ခုမထွက်ပါဘူးเนาะအထက်မှာမှအလုံးဝကိုအနာစာကင်းတဲ့တစ်လုံးမျိုးက6393လောက်ပဲပါတာပါရှင်အဲ့လိုအကောင်းဆုံးတစ်သုံးကိုပဲမင်းတို့ကဒါမျိုး site ကြီးလေးတွေလောက်တာမို့ကိုကပစ္စည်းအကောင်းကြိုက်တဲ့ quality ကောင်းတာမျိုးလိုချင်တယ်ဆိုရင်တော့ site ကြီးလေးတွေရတော့ယူထားကြပါเนาะမြစီမှာဒီစုံဟုတ်လေးကတော့လောဆယ်6ခုပဲကျန်ပါတော့မယ်ရှင်မြရဲ့အကောင့်လေးကလေ first one မိန်ထိထားလို့ဈေးနှုန်းလေးကိုတော့ Viber နံပါတ်399683လုံး93လုံး30ကနေမေးပြပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတ